ပထမဆုံးစပြီးတဲ့လူတွေအများနဲ့လာမင်းနေကြမေးခွန်းရှိပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တစ်နေ့ကိုဘယ်နှမိုင်ပြေးစင်လဲဒါမှမဟုတ်ရင်ဘယ်လောက်ကီလိုမီတာပြေးစင်လဲဒါမျိုးမေးကြပါတယ်နောက်တချို့ကလည်းကျွန်တော်တစ်နေ့ကို3မိုင်လောက်တော့ပြေးနေနိုင်ပြီဒီတက်ပိုကောင်းအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲပေါ့နော်ဒါမျိုးမေးရလူလည်းရှိပါတယ်ဒီတော့ကျွန်တော်ပြောချင်တာပထမဆုံးစပြေးလို့ရှိရင်ကွာဝေးနဲ့မပြေးရနဲ့အချိန်နဲ့ပဲပြေးပါလို့ကျွန်တော်ပြောခဲ့ပူပါတယ်ရှေ့မှာကျွန်တော်စာရေးခဲ့ပူတာလည်းရှိပါတယ်ဒီတော့ဒါကကျွန်တော်အကြောင်းပဲတက်ပြောခဲ့ခြင်းတော့မဟုတ်ပါဘူးဆိုလိုတာကကျွန်တော်တို့လူမှာရှိတဲ့ဒီနှလုံးကဒီကျွန်တော်အကွာဝေးပြေးလဲဆိုတာကို तू မသိပါဘူးဒါပေမဲ့အချိန်ဘယ်လောက်ပြေးရလဲဆိုတာကိုတော့ तू သိပါတယ်ဥပမာကျွန်တော်ကဒီတနေ့ကိုနာရီဝက်ပြေးတယ်ဆိုရင်နှလုံးကကျွန်တော်နာရီဝက်အလုပ်လုပ်နေရဲဆိုတာကိုတော့ तू သိပါတယ်ဒါပေမဲ့ဒီနာရီဝက်အတွင်းမှာကျွန်တော်ဘယ်လောက်ကီလိုမီတာရောက်သွားလဲဘယ်နှမိုင်ရောက်သွားလဲဒါကိုတော့နှလုံးကမသိပါဘူးအချိန်နဲ့ပဲဘာလို့ပြေးနေလဲနောက်တနည်းပြောရရင်ကျွန်တော်တို့ကဒီပြေးတယ်ဆိုတာ aerobic training အမျိုးအစားဖြစ်ပါတယ်ဆိုလိုတာကတော့လေကိုရှူပြီးတော့လှုပ်ရတယ်လေ့ကျင့်ခန်းအမျိုးအစားပါဒီတော့ပြောချင်တာကျွန်တော်တို့လေရှူလိုက်တယ်ရှူလိုက်လို့ရှိရင်လေထဲမှာပါရဲ့အောက်ဆီဂျင်နဲ့ဒီခန္ဓာကိုယ်ရဲ့ဒီအစိတ်ပိုင်းတွေကစွမ်းရင်ချက်တယ်ပေါ့စွမ်းရင်ချက်ပြီးစွမ်းရင်ထုတ်တယ်ဒီပုံစံတိုင်းဒီဖြစ်စဉ်တိုင်းကျွန်တော်တို့ကလှုပ်ခြင်းဖြစ်ပါတယ်ဒီတော့ခန္ဓာကိုယ်ထဲမှာအောက်ဆီဂျင်များများထိန်းထားနိုင်မှုများလေကျွန်တော်တို့ကဒီ energy ထုတ်နိုင်တာပိုကောင်းလေဖြစ်ပါတယ်ဒါကိုကျွန်တော်တို့က aerobic capacity ကောင်းတယ်လို့ခေါ်ပါတယ်ဒီ aerobic capacity ကတော့လူတစ်ယောက်နဲ့တစ်ယောက်မတူပါဘူးသူ့ရဲ့အသက်အရွယ်ပြီးရင်ကြားမှာပြီးရင်ခန္ဓာကိုယ်ကြံ့ခိုင်မှု fitness level ဒါတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် aerobic capacity level ကတော့မတူနိုင်ပါဘူးဒီတော့ကျွန်တော်တို့ဘယ်အားကစားပဲလုပ်လို့ aerobic capacity ကောင်းအရင်ဆုံးတိဆောက်ရပါတယ်ဒါကောင်းသွားပြီဆိုရင်ကျွန်တော်တို့ကခုနအပြေးသမားတစ်ယောက်အနေနဲ့အကွာဝေးနဲ့ပဲပြေးမလားspeed တွေပဲလုပ်မလားအဲ့အချိန်ကျရင်ရပါပြီဒါကြောင့်ကျွန်တော်တို့ကပထမဆုံး aerobic capacity ကောင်းအချိန်နဲ့ပဲတိဆောက်လိုက်ပါပြီးမှကျွန်တော်တို့ဉာဏ်လားအကွာဝေးနဲ့တနည်းကိုဘယ်နှမိုင်ပြေးခြင်းလဲကွင်းဘယ်နှဘက်ပတ်ခြင်းလဲဒါမျိုးတွေပြေးပါလို့ကျွန်တော်ဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်ပထမဆုံးစပြေးမယ်ဆိုရင်တော့ဒီအကွာအဝေးကိုလုံးဝမစင်စားပဲအချိန်နဲ့ပဲပြေးပါလို့ကျွန်တော်ပြောပြပေးခြင်းပါတယ်